အဲ့ဘလို့ဒီမာယူဘလို့မြင်လဲတဲ့လားဒါပဲတကားတိုင်းကြောတယ်လှတယ်ကြောတယ်သမီးကဘာလာလို့ရတယ်လို့ပါအောင်အသေးလေးစီလာတာဟာဟဲ့အောင်စော်ကြည်နှုံးကတော့မြင့်တက်နေမှာသူ့မှာအင်းရှိတယ်လို့ဆရာမပြောဘူးလားအသေးလေးမင်းဘက်တောင်းဝင်လာတော့အဆင်မပြေဘူးမဟုတ်ဆရာလည်းလက်ကလို့မရဘူးတော်တော်များနေပြီ I want you to come over. I wish that you would come and give me something to prove. ဘာတော်လဲမသိဘူးအခုတော့တာဘယ်လိုလုပ်မလဲမဟုတ်နည်းနည်းရှောင်မရမယ်နော်ဒီကောင်းရဲ့အကြောင်းသိလားအသေးလေးအကြောင်းသိရနော်သိရနော်တဲကွက်နေတယ်ရောက်နောက်မှနော်မင်းသွားပြီးတော့ကိုကြီးရောက်ဖားတွေပါရှောက်မခေါ်အောင်နော်ဟိုကြိုပြောတာမဟုတ်မင်းကအမေရခေါ်လဲရပါတယ်တဲ့တွေ့လားစစ်ချင်းကိုနော်စော်တင်ကြည့်တာမဟုတ်နော်တခါတည်းသားလေးလိုချစ်လို့ဒါအရောက်အပြီးရှုပ်သားလေးလိုချစ်လို့ဒါဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲလို့စော်ကြည့်လို့နေမြင့်တက်နေအဲ့လိုလားလို့ဒီမာယူဘယ်လိုမြင်လဲတဲ့လားဒါပဲတကားတိုင်းကြောတယ်လှတယ်အဲ့ဒါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မင်းအကူမှတင်နေလာတာကွာငါးစပယ်မျက်နှာလည်းထောက်ပါအောင်မင်းကလည်းဒဲကြီးတွေရွှေ့နေပြန်သမီးကဘာလာလို့ရတယ်လို့ပါအောင်အသေးလေးစီလာတာဟာဟဲ့အောင်စော်ကြည်နှုံးကတော့မြင့်တက်နေမှာသူ့မှာအင်းရှိတယ်လို့ဆရာမပြောဘူးလားအခုတော့မရတော့ဘူးတွေ့လားသူကစင်ကူကမမရှိတယ်သူမှာဘယ်လိုလုပ်မှလဲသမီးကစဉ်းစားအောင်သူကတော့ဘယ်ကျော်ကလည်းသူ့မှာရှိသေးတယ်နောက်3လကြာရင်နဲ့ဘယ်ကျော်ကသူ့အတွက်တဲ့သမီးဘယ်လိုလုပ်မှလဲကြံရင်ဖြုတ်သွားမယ်နော်ဘယ်လိုလုပ်မလဲသူဘယ်လိုလုပ်မှလဲတဲ့ကဲမေးပြီတိဆက်မေးပြီကဲဘယ်လိုလုပ်မှလဲတဲ့ကဲပြောမင်းနဲ့စင်ကူကမနဲ့အခြေရေးနဲ့ဒီမှာဆိုင်သားမှာယူလေးသူကလည်းမရတော့ဘူးမင်းကိုအသားလေးတစ်ချက်ထိလိုက်တာနဲ့ဘယ်လိုလုပ်မလဲကဲဒီလာမင်းဒီလာရှိဦးတော့လာဒီမှာသူ့ကိုစီကိုလာတာတဲ့လာတွေ့တာတဲ့သူညမဒါပေမဲ့အရင်ဆုံးတွေ့တာဒီကလေးကိုရင်တွေ့နေဘယ်လိုလုပ်မလဲပြောအပြဿနာရှင်းအောင်လို့တမီးအသက်ကွဲနေသို့လားဟုတ်လားလို့ဟုတ်ပါဘယ်လိုလုပ်မှလဲပြောဦးလေအဲ့လိုမျိုးမင်းအထာကြီးနဲ့မနေနဲ့ကွာမင်းကလည်းရွေးရခတ်နေတာလားဟုတ်တယ်တဲ့ဘယ်လိုလုပ်မလဲငါစိတ်တွေလည်းညစ်ပါတယ်ကွာအေးပြီးတော့အဲ့မင်းနဲ့စဉ်းစားလိုက်ကွာနော်တမီးအချိန်နဲ့လောက်ပြေးလိုက်ကလေးကိုနော်โอเคဘာစကားပြောတာလဲပြောတာအမပေးလို့ဟမ်အမပေးမလို့ဟာရောက်မင်းအလူကြီးလာရောင်းနေတာပဲတော်ပြီလို့ငါလည်းရောက်ဖားကြီးတော်များနေပြီအိမ်ကထိုင်နေချိန်တိုင်းဟာတော်ပါပြီလို့ငါ့ကိုမလုပ်ပါနဲ့ငါမှဒီပိုင်းအောင်မင်းဆရာလည်းစော်ကြည်နှုံးတွေတက်နေရလားမသိဘူးဖုန်းနဲ့မလှမ်းဆက်လို့ဆက်ည7နိုင်ကျော်ကြီးဖုန်းဆက်လို့ဆက်ကိုကြီးလာဘာညာဟာရောက်ကြွိုင်မဲ့အောင်ကြီးဘယ်လိုလုပ်မလဲတော်ပြီသူကများနေပြီဟိုမှာလည်းရောက်ဖားတယောက်အယုတ်ထိုးနေတယ်နော်လှိုင်းသားမှာလည်းရှိတယ်နော်မင်းမရဲ့အခုရောက်ဖားတွေကများနေပြီလို့နော်ဟိုမှာရောက်ဖားလက်တော်များโอเคကျဲရောနေကြတာကျွန်တော်ကပင်မလို့ခဏနာနေတာမဆက်ရေးအောင်ပဲကျွန်တော်တပည့်မလည်းရေးနေတာရအောင်မင်းဟိုဖြစ်လဲဆရာပြောပါမယ်ရအောင်ချိပါလက်ပါဒုက္ခပဲရအောင်အသေးလေးမင်းဘက်တောင်းဝင်လာတော့အဆင်မပြေဘူးမဟုတ်ဆရာလည်းလက်ကလို့မရဘူးတော်တော်များနေပြီမဟုတ်ထိုင်နေမထိုင်နေအဆင်မပြေဘူးကွာငါလည်းမလုပ်ကျွေးနိုင်တော့ဘူးများနေပြီလို့ပြောလိုက်လေသေးလေးမင်းတောင်းမင်းရှင်းလေအပြဿနာကိုဘယ်လိုယူရမှာလဲဆိုတော့တောင်းဝင်ယူရမှာပေါ့တောင်းဝင်ယူရမှာသူ့မကိုတင်းမဆရာကိုပေးနေတယ်ရအောင်ပထမဆရာလိုသဘောထားလို့ဆိုတော့မင်းဘယ်လိုဖြစ်တာတော့ချစ်လို့ဒုက္ခပဲရအောင်ကိုဆရာလိုပဲသဘောထားပါလို့မင်းတို့ကတော်တော်စိုးနေပြီတပည့်အသေးလေးမင်းပဲရှင်းပေးလိုက်တော့မင်းမဟုတ်ရှင်းပေးလိုက်တော့ဆိုတာတော်မဟုတ်ဘူးမင်းနဲ့ပဲဆရာလွှဲပေးလိုက်တော့မအဆင်မပြေဘူးလို့ဆရာမတော်တော်များနေပြီဆရာကိုပေးချင်တာဆရာလောက်ပါနဲ့တော်ပါပြီလို့ရောက်ပါတော့ခုနလည်းမျိုးဟိုကโอเคဆိုတာရွတ်တက်လာဟိုမှာစီနီယံဥဝါပြီလို့တာရမရတော့ဘူးလို့ကွာလေးလူကွာအောင်မယ်လေမဟုတ်ပါဘူးတော်ပါပြီဘာလို့လူကွာအောင်မှာတော့လို့မင်းကငါလည်းဘာမှလည်းတွေ့လည်းမတွေ့ရဘဲနဲ့မင်းငါလာပြီးတော့အဲ့ဒါအသေးလေးကိုပြလိုက်ဒီကြိုက်သွားတယ်ရေစင်းကားဆိုဟမ်အသေးလေးရေစင်းကားတဲ့အသေးလေးရေစင်းကားတဲ့ရောင်လူကြီးလေးလာရောင်းနေပဲနိုးသားငါးလေးလားမဟုတ်မခေလိုက်ပြောတယ်ပဲဥခေလိုက်ပြောတယ်ပဲနိုးသားငါးတွေဖြစ်နေဝင်တော့ရအောင်ဟုတ်ပါဘူး
အေးငါးရည်စီတာတဲ့အရောက်အလူကြီးလာရောင်းနေတယ်လို့တော်ယူမဟုတ်အေးဘုံဆရာနဲ့စဉ်းစားလိုက်မယ်ဆရာစဉ်းစားလိုက်မယ်ငါတွေ့နေပြီလိုက်မယ်ရအောင်ဘလို့လဲဆရာကလည်းမှုလက်ခတ်လိုက်ရမလားယူလိုက်တယ်ဟာရတင်းမောက်ယူခိုင်းနေရပဲမဟုတ်ဆရာစဉ်းစားလိုက်အောင်မယ်လို့တော်ပါပြီလို့နော်မဟုတ်ဆရာစဉ်းစားပေးမယ်လို့ပြောတာနော်ယူမယ်လို့ပြောတာမဟုတ်ယူမယ်လို့ပြောတာမဟုတ်တော်ရတော်ပြီလို့ဟာရအောင်တော်ဆိုရသေးလေးမေးပြကြည့်ရှင်းလိုက်တော့ရအောင်ကြီးမေးပြကြည့်ရှင်းလိုက်တော့နေုံဆရာစဉ်းစားလိုက်ဝင်နေုံ I want you to come over. I wish that you would come and give me something to prove. Won't you pull me closer? I think that I'm obsessed with everything that you do.